နှစ်ပေါင်း100ကြာနှစ်ချိုက်စွာအိပ်ပျော်နေရကနေအန်ဒီလို့ခေါ်တဲ့အာကာသယင်မှုဟာရုတ်တရက်နိုးလာခဲ့ပါတယ်။သူနိုးလာတာနဲ့ဆက်ရုပ်လက်တံတွေကသူ့ခန္ဓာကိုယ်ပေါ်မှာအာကာသဝတ်စုံကိုချက်ချင်းဝတ်ဆင်ပေးခဲ့ပါတယ်။သူဘာဖြစ်နေလဲဆိုတာကိုမစင်စားရသေးခင်မှာပဲသူစီးမြင့်လာတဲ့အရေးပေါ်ရင်ငယ်လေးဟာမိခင်အာကာသယင်ကြီးပေါ်ကနေအလိုလျောက်ပြစ်လွတ်ခြင်းခံလိုက်ရပါတယ်။အကြောင်းရင်းကတော့သူတို့စီးနှင်းလာတဲ့အာကာသယင်ကြီးဟာဩကာခဲကြီးတစ်ခုနဲ့တိုက်မိသွားတာကြောင့်အရေးပေါ်ရင်ငယ်တွေအားလုံးကိုအနည်းဆုံးဂျိုပေါ်ဆင်းသက်ဖို့ပြစ်လွတ်လိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့အန်တီဆင်းသက်တဲ့ဂျိုရဲ့ဆွဲငင်အားဟာအလွန်ပြင်းထန်တာကြောင့်သူ့ရဲ့ရင်ငယ်ဟာအရှိန်ပြင်းပြင်းနဲ့ကျဆင်းလာပြီးရင်ရဲ့တောင်ပံတစ်ဖက်ကျိုးထွက်သွားခဲ့ပါတယ်။ရင်ဟာထိမ့်မနိုင်တော့ပဲမြေပြင်ပေါ်ကိုအရှိန်နဲ့ပုတ်တိုက်ပြီးပြစ်ကျသွားခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့အန်တီကတော့ဘာတန်ရာမှမရခဲ့ပါဘူး။သူဟာအခြားသူတွေကိုဆက်သွယ်ဖို့စူးစမ်းခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူး။ဒါကြောင့်ရင်ရဲ့မှန်ကိုရိုက်ခွဲပြီးအပြင်ကိုထွက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ရင်ဟာရုတ်တရက်လှိမ့်သွားပြီးမှန်ကွဲတွေကသူ့ရဲ့အာကာသဝတ်စုံကိုစုပ်ပြဲသွားစေခဲ့ပါတယ်။အဲ့ဒီအပေါက်ကနေအောက်ဆီဂျင်တွေယိုစိမ့်ထွက်သွားပြီးစက္ကန့်ပိုင်းတွင်းမှာပဲရင်ထဲကအောက်ဆီဂျင်60%လောက်ဆုံးရှုံးသွားခဲ့ပါတယ်။သူဟာနည်းပညာသုံးကိရိယာတစ်ခုနဲ့ဝတ်စုံကိုအမြန်ဖာထေးပြီးရင်ပြင်ဘက်ကိုထွက်လာနိုင်ခဲ့ပါတယ်။သူအပြင်ရောက်တဲ့အချိန်မှာမိခင်အာကာသယင်ကြီးဟာလည်းမိတောက်တွေနဲ့အတူမြေပြင်ပေါ်ကိုပြတ်ကျလာပြီးပောက်ကွဲသွားခဲ့ပါတယ်။သူ့ရဲ့တခုလေးသောမျောလင်းချက်ဟာပျောက်ကွယ်သွားတယ်လို့ခံစားခဲ့ရပေမဲ့ဘဝေးကနေအလင်းရောင်ဖြော်လေးတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီအလင်းရောင်ရှိရာကိုတွားကြည့်တဲ့အခါမှာတော့အသက်ရှင်ကျန်ရစ်သူအခြားအာကာသယင်မှုတအူးကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူဟာအကူအညီတောင်းခံဖို့အတွက်အချက်ပြဆက်ကိုပြင်ဆင်နေတာဖြစ်ပါတယ်။အန်ဒီဟာဝမ်းတာအားရနဲ့ဝိုင်းကူပေးနေတော့မှပဲသူတို့နှစ်ယောက်ရဲ့နောက်ွယ်ကနေထူးဆန်းတဲ့တရဝတကောင်ရုတ်တရက်ပေါ်လာပြီးအဲ့ဒီအမျိုးသားကိုဆွဲခေါ်သွားခဲ့ပါတော့တယ်။